လူကတ်ဟာအမြင့်100 မီတာရှိတဲ့မိုးမျှော်တိုက်ပေါ်ကနေမတော်တဆပြုတ်ကျသွားခဲ့တယ်။ဒါပေမဲ့မမျှော်လင့်ပဲလေပြည့်ဘောလုံးကြီးတစ်လုံးပေါ်ကျသွားတာကြောင့်ချက်ချင်းပဲကောင်းကင်ထဲပြန်လွတ်တက်သွားတယ်။ထူးဆန်းတာကတော့သူလွင့်သွားတဲ့အချိန်မှာရဲတွေရောက်လာခဲ့ပြီးလူကတ်ရဲ့ကိုယ်လုံးကြီးကတန်ရရှိတဲ့လူတစ်ယောက်ပေါ်တိုက်ရိုက်ကျသွားခဲ့တယ်။နောက်မှစစ်ဆေးကြည့်တော့အဲ့ဒီလူကရဲတွေရှာဖွေနေတဲ့အလိုရှိရာဇဝတ်သားဖြစ်နေတယ်။ဒီအဖြစ်ကြောင့်လူကတ်ဟာဟီးရိုးတစ်ယောက်ဖြစ်သွားပြီးစုငွေ$2သိန်းတောင်ရရှိခဲ့တယ်။ရဲစခန်းကနေပြန်လာတဲ့လမ်းမှာတော့လူကတ်ချေချော်ပြီးခြေချင်းဝတ်လိမ်သွားတယ်။လဲကြတော့မဲ့အချိန်မှာပဲသူ့ခန္ဓာကိုယ်ကလေထဲမှာတပတ်လှည့်ပြီးမြေပြင်ပေါ်ကိုတည်ငြိမ်စွာဆင်းသက်နိုင်ခဲ့တယ်။ဒါပေမဲ့သူ့ကန်ဆုံးမှုတွေအဆုံးသတ်သွားပြီလို့ထင်နေချိန်မှာပဲအချိန်ပြင်းမောင်းလာတဲ့စပိုကားတစ်စီးကသူ့ကိုတိုက်မိပြီးလေထဲလွတ်သွားစေခဲ့တယ်။အန်အောစရာကောင်းတာကလူကတ်ဟာဒဏ်ရာတေးသေးလေးတွေပဲရခဲ့တယ်။နောက်ဆုံးမှာကားမောင်းသူကရော်ကြီးအဖြစ်$1တန်းပေးလိုက်ရတယ်။လူကတ်ကဝမ်းသာအားရနဲ့အိမ်ပြန်လာပြီးသူ့ကန်ကြမှာပြောင်းလဲသွားပြီလို့ပြောခဲ့တယ်။ဒါပေမဲ့မိသားစုကတော့မယုံကြည်ကြဘူး။အမှန်တကယ်လဲသူထိုင်လိုက်တဲ့အချိန်မှာပဲထိုင်ကုန်ကချက်ချင်းကျိုးကျသွားတယ်။စပွဲပေါ်ကအစားအသောက်တွေကလည်းလေထဲလွတ်တက်ပြီးကျန်းပြင်ပေါ်အကုန်ကျကုန်တယ်။သူ့မိကဒေါသထွက်ပြီးလူကတ်ဟာကန်ဆိုးခြင်းတွေတည်ဆောင်လာတဲ့လူတစ်ယောက်လို့စူပူပြောဆိုခဲ့တယ်။သူနဲ့ပတ်သက်တဲ့သူတိုင်းကန်ဆိုးမှုတွေကြုံရတတ်တယ်လို့ဆိုတာပဲ။နောက်ဆုံးမှာတော့မိသားစုတစ်စုလုံး instant ခောက်ဆွဲပဲစားရတဲ့အခြေအနေရောက်သွားတယ်။အဲ့ဒီအချိန်မှာပဲအကျွေးလိုက်သိန်းသူအဖွဲ့တစ်ဖွဲ့အိမ်ထဲကိုရုတ်တရက်ဝင်ရောက်လာခဲ့တယ်။သိရတာကတော့လူကတ်ရဲ့အမဟာသူ့ကလေးစေကူတာစီအတွက်အတိုးချင်းငွေ$5သိန်းယူထားခဲ့တာဖြစ်တယ်။ဒါပေမဲ့တလအတွင်းမှာပဲအကျွေးက$2သန်းထိတိုးလာပြီးအကျွေးရှင်တွေကအဆက်မပြတ်ဖိအားပေးနေခဲ့တယ်။မိသားစုတစ်စုလုံးစိတ်ပြအားလျှော့ပြီးမျှော်လင့်ချက်မဲ့နေချိန်မှာလူကတ်ကအကျွေးအားလုံးကိုသူပဲဆက်ပေးမယ်လို့ပြောလိုက်တယ်။မိသားစုဝင်တွေကတော့သူယူသွားပြီလို့ထင်ကြတယ်။အကျွေးလိုက်သိန်းသူတွေကလည်းသူ့မှာ$2သန်းရှိနိုင်မယ်လို့မယုံကြဘူး။အဲ့ဒီအချိန်မှာလူကတ်အတွက်အားကိုးစရာတစ်ခုတည်းကကံကောင်းမှုသာကျန်တော့တယ်။သူကကံကောင်းမှုထပ်ဖြစ်လာစေဖို့ကိုမြေကြီးပေါ်ပစ်လဲလိုက်တယ်။နေရန်ကိုတောင်ကောင်းနဲ့ဝင်တိုက်လိုက်သေးတယ်။ဒါပေမဲ့အံ့ဖွယ်ဖြစ်ရက်ကမပေါ်လာခဲ့ဘူး။ဒီအချိန်မှာအကျွေးလိုက်သိန်းသူတွေစိတ်မရှိတော့ပဲလက်နက်တွေထုတ်လိုက်ကြတယ်။လူကတ်နောက်ဆုံးရင်ပလင်းတစ်လုံးပေါ်နင်းမိပြီးလဲကျသွားတယ်။အစောပိုင်းကနေရန်ကိုကောင်းနဲ့တိုက်ထားတာကြောင့်မီးဆိုင်ကြီးကချောင်းနေပြီးသားဖြစ်နေခဲ့တယ်။နောက်တစ်စက္ကန့်မှာတော့မီးဆိုင်ကြီးပြုတ်ကျလာပြီးမျက်နှာကျက်မှာရှိနေတဲ့အကွဲအရာတွေကိုဖော်ထုတ်လိုက်တယ်။အဲ့ဒီအကွဲချောင်းတွေရဲ့နောက်ွယ်မှာလှုပ်ဝက်ခန့်တစ်ခုရှိနေခဲ့တာပါ။ပြီးတော့နောက်တစ်စက္ကန့်အတွင်းမှာပဲရွှေချောင်းမြောက်များမျက်နှာကျက်ထဲကနေတခါတည်းကျဆင်းလာခဲ့တယ်။မြင်တွေ့ရတဲ့လူတိုင်းအံ့အားသင့်ပြီးစကားမထွက်နိုင်အောင်ဖြစ်သွားကြတယ်။ဒါဆိုလူကတ်လိုကန်ဆိုးကန်ကောင်းနှစ်မျိုးစလုံးကိုခေါ်ဆောင်နိုင်တဲ့စူပါစွမ်းအားကိုတင်ရချင်ပါသလား။